ဒီနေ့မှာချိုချိုစီးထဲမှာပါတယ်ဖိုင်လေးတလူထားမိတဲ့ဖိုင်လေးအကြောင်းပြောပြပေးသွားပါမယ်။ပြောရင်ပြောမှမလို့ခုပဲစလိုက်ကြအောင်။တင်းလေးပါသလားဂျိုတာဝရဲ့ကုန်းဝင်းကြီးမှာဘာလို့တန်ဝင်းနေပါနေလဲဆိုတော့အာဂီရဲ့ဆိုရဒီတန်ဝင်းတွေကဂျိုတာကိုဘလူးရဲ့ထိန်ချုံမှုမှာမခံနိုင်လွတ်လပ်စွာရှင်းကြတဲ့သူဆိုရအထိတ်ကိုပေါ်ဆောင်ခြင်းလို့သူမြင်ထက်ခဲ့ရပါ။ဘာလို့ဆိုင်လည်းမဆိုင်။တင်းလေးပါသလားဂျိုတာဝရဲ့အိုးချုပ်ကသပင်နဲ့ဘာလို့အမြဲတမ်းလည်းဖြစ်နေလဲဆိုတာFoundation RK ကတော့ဂျိုတာကိုကြောင်းခိုင်းထားတဲ့ပုံစံဆွဲတဲ့အခါအိုးထုံးတဲ့စပင်ဆွဲရခန့်ကိုတရားနဲ့ဆွဲလိုက်တာပို့ပြီးတော့ brainy ဆန်ပြီးကိုဖြစ်တယ်လို့ဖြစ်ပြီးပါ It's my curse. Literally. I can't take this off ever. တင်ပြီးပါလားတင်မှာဘယ်လို super power တွေပဲရှိသူမပေးရကောင်မရှင်းနိုင်ဘူးဆိုတာတင်ပြီးပါလားဒီပါငါလည်းမသိပါဘူးချိုချိုရဲ့ foundation hero ရှိအားကြီးအခုဆိုအသက်60ကျော်နေပြီဖြစ်ပေမဲ့ရုပ်ရည်ကအသက်30ကျော်အရွယ်အတိုင်းသုံးရမပြောင်းလဲပဲအရင်မျိုးဖြစ်နေတော့မလို့ချိုချို fan ရဲ့အားကြီးကိုယ်တိုင်စလုံးမကိုသုံးထားတဲ့ဗန်ပိုင်းရလို့စားလောက်ကြပါဆိုတာတင်တိပါသလားတခင်လက်ကျိုးစရာဒေါ်လာတစ်ကောင်နှစ်ချက်ပဲရပြီဒေါ်လာ900အနိုင်ယူဘူးလေဆိုတာတင်တိပါသလားဒီဗီဒီယိုကြည့်ပြီးနားလည်နေသင်စင်ကပြနေပြီဆိုတာ